မင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျမတို့ကဗတ်40ရဲနဲ့ကြောက်ဖျားမြစ်ထဲမှာပုတ်သွားစီးမှာပါကြောက်ဖျားမြစ်ထဲမှာပုတ်တွေလည်းစီးလို့ရတယ်ဒင်နာခရုစ်တွေလည်းစီးလို့ရတယ်ပေါ့နော်ဒင်နာခရုစ်တွေကတော့ဘတ်1000လောက်ကျော်ပါတယ်ရိုးရိုးပုတ်စီးတာကျတော့ဗတ်40လောက်ပဲရှိပါတယ်ဗတ်40ကအစားတောက်တော့မပါဘူးပေါ့နော်သူကဒီတိုင်း water transportation သဘောမျိုးပါအဲ့ဒါကိုကျမတို့ကအစားကနေပြီးတော့သူဆွဲတဲ့ခရီးဆုံးထီကိုလိုက်စီးမှာပါသူကကားမှတ်တိုင်လိုမျိုးသူလည်းမှတ်တိုင်နေရှိရပေါ့နော်ကျမတို့ကတော့ icon CN ရှိကနေတက်ပါတယ်ကျမတို့လက်မှတ်တီပါဝယ်ပြီးတော့ပုံမစီးရင် icon CN ရှိမှနည်းနည်းလောက်တက်ပုံလေးပါလေးရိုက်ပါတယ်ခုကတော့ပုံစားထွက်လာပါပြီရှင်သူကလေဘတ်40ရဲနဲ့အကြာကြီးစီးရတာဆိုတော့တော်တော်တန်ပါတယ်အဲ့လိုတရားကြီးအောက်ကဖြတ်သွားရဲပေါ့နော်ပြီးရင်ကြောက်ဖျားမြစ်ထဲကနေပြီးတော့ဘန်ကောက်ရဲ့ CDB ကိုလမ်းကြည့်လို့ရတယ်ဆိုတော့တက်ပုံလေးပါလေးဒီမို့မှာရိုက်လို့ရတယ်ပေါ့နော်CDB ကိုလမ်းကြည့်ရတာတို့တရားကြီးအောက်ကဖြတ်သွားရတာတို့ကတော့မိုက်ပင်မဲသူတို့နိုင်ငံပတ်စံရှာတက်လို့တာရဲ့ပါကျမတို့စီမာလို့လောက်ထီတော့ရန်ကုန်မြို့လောက်တော့မှအဲ့လောက်ကြီးမြို့ကမလှပါဘူးရှင်ကောင်မလေးကသွားလဲလေသေးတယ်ဗလိန်လဲဗလိန်သေးရဲ့ပေါ့နော်အခုဖြစ်နေတဲ့တရားအစိမ်းလေးကတော့ဘန်ကောက်မှာတော်တော်နာမည်ကြီးရဲ့ Flower House Market နာတရားလေးပါအမှပန်းလေးဝယ်လာပြီးလို့ရှင်လေဒီတရားပေါ်မှာတပုံလိုက်ကြတာပါဒါကတော့ what around ဘရားပါလမ်းတစ်လျှောက်လုံးမှာနာမည်ကြီးနေရာတွေကိုတော်တော်များများဖြစ်ပါတယ်အဓိကအေးအေးကြောင့်ဖြူကြည့်နိုင်မှုဆိုလို့ရှိရင်နေလုံးဝမရှိတော့တဲ့အချိန်လောက်ပေါ့နော်လုံးဝနေကြသွားတဲ့အချိန်ဆိုပို့ပြီးတော့အဆင်ပြေပါတယ်နေကင်းဖက်ကြီးတို့နေရှိသေးတဲ့အချိန်တို့ဆိုလို့ရှိရင်လုံးဝတအားကြီးပူချစ်နေမှာအမိုးကလည်းဘာမှမပါတော့ညနေ3နာရီ4နာရီရာကိုတိတ်ပြီးတော့အဆင်မပြေခြင်းမအောင်ညနေ9နာရီလောက်ကမှအရာနေစားပြီးတော့အလိုညဘက်ဆိုလည်းမှောင်ဝမ်းရတယ်မှောင်ဝမ်းသလိုလေးလှလာဆိုတော့ညနေဆောင်ပဲစီးဖို့အကြံပေးရှင်ပါတယ်ရှင်လေးကတော့တော်တော်တူတာမို့လို့ကိုကကျမလိုမျိုးချမ်းတဲ့သူဆိုလို့ရှိရင်နှွေးတဲ့လေးတော့ဆောင်းသွားဖို့အကြံပေးရှင်ပါတယ်ရှင်မချမ်းတဲ့လူဆိုရင်တော့ဘာနေချမ်းမှာမဟုတ်ပါဘူးကျမတို့လူချမ်းတဲ့လူတွေကြတော့နည်းနည်းလေးရတိုးတော့အသားကြီးအေးဆက်လာပြီဆိုလို့ရှိရင်နေရထိုင်ရတာပေါ့ပပမရှိတော့ဘဲနဲ့စိတ်ထဲမှာတထောင်တတာမဖြစ်ဘူးပေါ့နော်အဲအကြောင်းကျမတို့ချမ်းနေဆိုလို့ရှိရင်တော့အနှွေးရယူသွားပါဗီဒီယိုရရင်လည်းတင်မောပေါ်မှာတွေ့ရမမရင်လည်းသွားပြီးဖွဲကြနေကျမမီးရောက်ဟွာလေးချိန်တာဆိုတော့ညနေဆောင်လာလေးကျမမျက်လုံးထဲမှာပိုးလာတာဒီလေးပါပဲ what around ဖရားကိုလည်းပြန်ကန်နီးမှာနောက်ထပ်တစ်ခေါက်ဖြတ်ခဲ့ရပါတယ်ကျမတို့အလားတုန်းကဖြတ်ခဲ့တဲ့တရားအစိမ်းလေးပေါ်မှာညဘက်လေးကြားတဲ့ကြောင်အဲ့လိုရွှေငါးလေးကူးနေတဲ့လိုမျိုးမီးတွေဆင်းထားပါတယ်ပရိုဂျက်တာနဲ့ထိုးတာဖြစ်ဖို့များတယ်။ကြံဖန်ပြီးလောက်တတ်ကြတာပေါ့နော်။ဒါမဲ့ဘလောက်ပဲတိုးတက်ဘန်ကောက်ကတဘာဝနဲ့တိတ်ပြီးတော့မနီးစက်တဲ့မျိုးမှုလို့နည်းနည်းလေးမွန်ကျက်တယ်လို့ခံစားရပါတယ်ရှင်။ဒါတွေကတော့ဒင်နာခရုစ်တွေပါဒီနေရာကတော့ကျမအကြိုက်ဆုံးပိုင်းပေါ့နော် icon CN ရှေ့ကိုဖြတ်တဲ့အခါမှာလူတွေအကုန်လုံးကလည်းဖုန်းတွေထုတ်တာကြဒီမှာဖြတ်တဲ့ရှေ့ကအလားဆုံးဆိုတော့လေဒါလေးကိုဓာတ်ပုံတွေတော့အများကြီးကြားဗီဒီယိုတွေတော့အများကြီးကြားပေါ့နော်ဒီ icon CN ရှေ့ကဖြတ်လိုက်တဲ့အခါမှာလုံးဝ city view ကိုအပြည့်အဝခံစားလိုက်ရတယ်လို့ပဲကျန်တဲ့နေရာတွေကတော့အဲ့လောက်ကြီးမထူးကြပါဘူးရှင်ကဲခုကတော့ icon CN ကိုပြန်ရောက်ပါပြီicon CN မှာလေညဘက်ဆိုလူတော်တော်စီရဲ့အဲ့ရှိမှဒီတိုင်းငုတ်တုတ်ထိုင်နေကြမြေပေးနာလေးလေးတပြူးပြူးနဲ့ဆိုတော့ဒီနာထိုင်လို့ကောင်းလို့တော်တော်များများထိုင်နေကြတာပေါ့နော်ကျမတို့လည်းအမခဏလောက်အချိန်ဖြုံးခဲ့ပါတယ်အခုကတော့ကျမတို့အိမ်ပြန်มาတော့မယ်ရှင်icon CN ထဲမှာပတ်သွားတာတော့ကျမတော်တော်ကြိုက်တယ်သူ့ရဲ့ decoration ကကျမမမြင်ဘူးတဲ့ပုံစံလေးဆိုတော့သူကလေအလွန်ရေမြောင်းလေးတွေလှုပ်ထားရေမြောင်းလေးတွေထဲမှာလှေလေးနဲ့တချို့တွေကလည်းအဲ့လှေပေါ်မှာမုတ်လေးတွေကလည်းရောင်းကြသေးတယ်ပြီးရင်အဲ့ icon CN အထဲမှာအိမ်လေးတွေလိုမျိုးအဆောင်လေးတွေလိုမျိုးပေါ်တယ်လေးတွေလှုပ်ထားကျမအဲ့ဒါကိုအရင်ကြိုက်ပါတယ်ဒီ plot လေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခီးတော့ plot လေးကြည့်ရကြိုက်တယ်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးပါအောင်နော်နောက်ထပ် plot တွေမှာပြန်တွေ့ကြပါမယ်ရှင်